လူသက်သမားတွေရဲ့လိုက်လက်ဖမ်းဆီးမှုကနေလွတ်မြောက်ဖို့အတွက်ဒီလူဟာနက်ပြည်ကိုရောက်တယ်လို့ပြောကြတဲ့တင်တောင်ဒေသကြီးပေါ်ကိုတက်သွားခဲ့ပါတယ်။သူလွတ်မြောက်ဖို့လက်တလုံးအလိုပဲကျန်တော့ပေမဲ့လူသက်သမားတွေကသူ့ကိုအမြန်ပဲလိုက်မိသွားခဲ့ပါတယ်။သူဟာရှိသမျှအားအင်တွေကိုစူးစီးပြီးသူ့ခြေထောက်အောက်ကလေကားတစ်တွေကိုချိုးဖောက်ပစ်လိုက်ပါတယ်။မကြခင်မှာပဲကျိုးသွားတဲ့လေကားကြောင့်လူသက်သမားတွေဟာဟင်းလင်းပြင်းထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။ဒါပေမဲ့သူဝမ်းမသာရသေးခင်မှာပဲလေကားတစ်ခုလုံးကရုတ်တရက်ကြီးနှချမ်းကွဲသွားခဲ့ပါတယ်။အလက်တကြားဖြစ်သွားတဲ့ဒီလူဟာသူ့ရဲ့မယုံနိုင်စရာအကောင်းတဲ့ဟန်ချက်ထင်းနိုင်စွမ်းကိုအသုံးချပြီးမက်တရက်နိုင်အောင်စူးစမ်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တန်အားတင်နေတဲ့လူသက်သမားတွေရဲ့ရှေ့မှာတင်သူဟာလေကားတွေကိုခြေထောက်ရှည်ကြီးတွေလိုအသုံးချပြီးခြေလမ်းကျဲကြီးတွေနဲ့ရှေ့ကိုဆက်လျှောက်သွားခဲ့ပါတယ်။သူရှိကိုဆက်လျှောက်လေပို့ပြီးတော့ဆေးလှုပ်ရှားလာလေပါပဲအင်အားနဲ့ငယ်စိုက်ထုတ်လိုက်ရုံနဲ့တင်ခီးဝေးကြီးကိုရောက်သွားစေတာပါဒီလူကတဖြည်းဖြည်းဝေးကွာသွားတာကိုကြည်ရင်းနဲ့လူသက်သမားတွေဟာမောဟိုက်ပြီးအကုန်သွားကြပါတယ်သူတို့တွေလက်လျှော့တော့မဲ့အချိန်မှာပဲရုတ်တရက်ဒီလူဟာတကိုင်းချောက်တစ်ခုနဲ့ခလုတ်တိုက်သွားခဲ့ပါတယ်သူဟာကြောက်လက်တကြားနဲ့အော်ဟစ်ရင်းအဲ့ဒီတစ်သားတို့ကိုဖမ်းဆွဲထားလိုက်ပြီးမဲ့သူ့ခန္ဓာကိုယ်ကတော့ဘဲညာဘူးအနည်းရှိစွာရိမ့်ထိုးနေခဲ့ပါတယ်ကံကောင်းချင်တော့သူ့ရဲ့ချစ်သူကောင်းမလေးကအချိန်မီရောက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဒီလူဟာပေပေါင်းထောင်ရှိတဲ့အငင်းကနေအချိန်ဟုန်နဲ့ပြုတ်ကျသွားပါတော့တယ်သူဟာနေရာမှာတင်ပွဲချင်းပြီးမသေးဆုံးသွားပြီမဲ့အဲ့ဒီနေရာကိုရောက်လာတဲ့လူသက်သမားတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်သူတို့တွေဒီလူကိုအပြစ်ပေးတော့မဲ့အချိန်မှာပဲရုတ်တရက်မြေကြီးတဲကနေခေါင်းတစ်လုံးပြူးထွက်လာခဲ့ပါတော့တယ်